စားချစ်သူအားလုံးပဲမင်္ဂလာပါဒီနေ့မှာဆိုရင်တော့ကျွန်တော် channel မှာတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ဆိုင်းဆရာအက်ကဆိုရေးသားထားတဲ့ဖြစ်ရမှန်ဇာတ်လမ်းလေးကိုတင်ဆက်ပေးကြပါမယ်ဇာတ်လမ်းလေးရဲ့အမည်ကမန်ယူရှုံးတဲ့ညာတဲ့ကျုပ်တက်ကတော့အဲ့ဒီတုန်းက10တန်းအောင်ပြီးစားအချိန်ပေါ့ဗျာအဲ့ဒီတုန်းကဆိုတော့2013ခုနှစ်ပေါ့ကျုပ်ကယောက်ျားလေးပြီးဘောလုံးပွဲလဲတိတ်ဝါသနာပါလားညနေပိုင်းဆိုရင်လဲတငယ်ချင်းတွေနဲ့ချိန်ပြီးတော့ဘောလုံးဝင်းမှာဘောလုံးသွားကန်ကြတယ်ညရောက်ရင်လဲအင်္ဂလိပ်ပရီးမီးယားလိဂ်တို့ချန်ပီယံလိဂ်စီးရီးပါမကြမ်းတွေ့မရှောင်ဘောလုံးပွဲတွေကိုကြည့်တဲ့သူပေါ့အဲ့ဒီအချိန်တုန်းကဘောလုံးပွဲကြည့်မယ်ဆိုရင်အခုခေတ်လိုဖုန်းထဲကကြည့်လို့မရဘူးဗျစလောင်းတက်ထားတဲ့အိမ်ဒီမှာသာကိုယ့်အိမ်မှာကိုကြည့်ရတာတာမန်လူတွေကတော့မိုးလင်းမောင်ဖွင့်တဲ့ဘောလုံးပွဲပြတဲ့လက်ဖက်ဆိုင်တွေကိုညဘက်ကြီးထားသွားပြီးကြည့်ရတာပေါ့ဘောလုံးပွဲတွေကလည်းအနောက်နိုင်ငံတွေမှာကန်ကြတာဆိုတော့ည9နာရီ10နာရီတခါတလေကျမနေ့2နာရီ3နာရီလောက်ကြီးကန်ကြတာပေါ့ကျုပ်ကလည်း10တန်းအောင်ထားတာဆိုတော့အလုတ်ကလည်းမဲမဲရမရှိသေးညဘက်ဘောလုံးပွဲကြည့်ပြီးမနေ့အစောကြီးရောက်မှအိတ်တော်တာပဲနေ့လယ်လောက်မှထပြီးတော့အဘွားချက်ထားတဲ့ဓမင်းဟင်းတွေကိုခုခတ်စားတော့ပြီးလက်ဖက်ဆိုင်တခါထွက်တာပေါ့ညနေတငယ်ချင်းတွေနဲ့ဘောလုံးကန်အိမ်မြန်လာပြီးရေမိုးချိုးစားတော့ပြီးတော့ပြန်အိတ်ရင်အိတ်မအိတ်ရင်လဲဘောလုံးပွဲသွားကြည့်တာပေါ့ဗျာဒါပေမဲ့ကျုပ်နဲ့ဝါနာတူတဲ့ဦးလေးတယောက်ရှိတယ်ဗျကျတို့နဲ့9ရင်ကျော်လောက်ကဦးလေးကြီးပေါ့သူ့နာမည်ကဦးလေးစောတဲ့အသက်ကတော့60ကျော်ပြီပေါ့ဗျာကျတို့ကတော့ဘာစောလို့ပဲခေါ်တယ်ဘာစောကလည်းဘောလုံးဝါနာအိုးဗျကျတို့ကြည့်တာတဲ့ပို့ပြီးတော့စားပင်မြင့်နေပြီသူဘောလုံးကိုအားပေးလာတာကကျုပ်တက်မကတော့ဘူးကိုဒါနဲ့ညနေတကောင်ဘောလုံးပွဲသွားကြည့်မယ်ဆိုရင်ကျုပ်ကအိမ်ကနေစပိန်လေးနဲ့နင်းထွက်လာပြီးဘားစော်အင်းရှိမှရက်ပြီးတော့ခေါ်တယ်။ဘားစော်ကလည်းထွက်လာပြီးတော့ကျုပ်စပိန်နောက်မှာထိုင်နေ။ကျတို့အတူတူလမ်းတစ်လျှောက်လုံးဘောလုံးပွဲအကြောင်းတွေပြောပြီးတော့စပိန်နင်းသွားရင်းနဲ့လမ်းတွေကဘောလုံးပွဲပြတဲ့ဆိုင်မှာဘောလုံးပွဲသွားကြည့်နေကြပေါ့ဗျာ။ကျွန်တော်ကလည်းတခါတလေသူ့ကိုလက်ဖက်တိုက်တယ်လို့သူကလည်းတခါတလေတိုက်တယ်။ကျတို့အတူတူဘောပွဲကြည့်ရင်ဘယ်နည်းပြကဘလို့ဘယ်အားကစားသမားကဘလို့ဘယ်သူကဘလို့ဆော့တာစသဖြင့်လေကန်ရင်ဘောလုံးပွဲပြီးပြီဆိုမှပြန်လာခဲ့ကြတာကထုံးစံမဲ့ပေါ့ဗျာအဲ့ဒီချိန်ကချန်ပီယံလိကပွဲကောင်းတဲ့ချိန်ဗျချန်ပီယံလိပွဲဆိုတာကလေညနေကြီးမှပြတာမျိုးအဲ့ဒီညကပွဲရလေတော်တော်ကောင်းမန်ယူနဲ့ရီယယ်မက်ဒရစ်ကန်တဲ့ပွဲဗျပွဲချိန်ကလေမနေ့အစောကြီး2နာရီ15မိနစ်မှကန်ပါဘူးမန်ယူနဲ့ရီယယ်ဆိုတာတစ်ချိန်ကအသင်းကြီးတွေဒီပွဲအတွက်ကျွတ်တို့ဘောလုံးဝါနာရှင်တွေကြားမှာတော်တော်လေးကိုရေပန်းစားနေတာပေါ့ကျုပ်ကလည်းညနေတငယ်ချင်းတွေနဲ့ဘောလုံးချင်းကန်ကလေးကရီယယ်လဲနိုင်မယ်မန်ယူလဲနိုင်မယ်ဆိုပြီးညှင်းခုန်ကြတာပေါ့ဗျာညှင်းခုန်နေကြရင်းနဲ့နောက်တော့အလောင်းစားတွေပါလာရောဒါနဲ့ကျွတ်တို့လဲလောင်းကြပြုတ်ကြတာပေါ့ပြီးတော့အိမ်ကိုပြန်လာခဲ့လိုက်တယ်ရေမိုးချိုးတေးတမောအိတ်လိုက်တယ်ဗျညနေပွဲကောင်းကြည့်မှဆိုတော့ကြားထဲကပွဲတွေကိုမကြည့်တော့ဘူးဒီလိုနဲ့အိတ်နေရင်တနားရီလောက်တော့လန့်နိုးသွားတယ်ဒါနဲ့စက်အိတ်ရင်ကောင်းမလားသွားကြည့်ရင်ကောင်းမလားပေါ့ဆိုပြီးဗျာများနေတာပေါ့ညနေကတော့သွားကြည့်ဖို့ဆုံးဖြတ်ထားပေမဲ့တကယ်တမ်းလည်းညစ်နေလာရောသွားကြည့်ဖို့ကိုမဝင်မရဲဖြစ်နေတယ်ဘာလို့လဲဆိုတော့ကျုပ်နဲ့ဘောလုံးပွဲအတူတူသွားကြည့်နေကြဘာစော်ကြီးကဆုံးသွားတာမကြသေးဘူးဗျရက်လေတောင်မှပဲဟိုနေ့ကမှပြီးသွားတာကျုပ်ကလည်းဒီရက်ပိုင်းမှာညစ်မနဲ့တဲ့ဘောပွဲတွေ9နာရီလောက်ကန်တဲ့ပွဲတွေပဲကြည့်ဖြစ်တာကိုအခုကပွဲရလဲပွဲကောင်းနောက်ပြီးအလောင်းစားလဲလှုပ်ထားတယ်ဆိုတော့မိုးလင်းမှာဘယ်သူနိုင်တယ်လို့မေးရမှာတစားရင်ကိုယ်တိုင်ကလည်းကြည့်ကျင်တာကိုဒါနဲ့ကျုပ်လဲဘာစော်တို့အိမ်ဘက်ကမဖြတ်အမယ်နေရာကိုရွေးလိုက်တယ်ကျတို့အိမ်ကနေအောက်ဘက်ဆင်းသွားရင်လက်ဖက်ဆိုင်အသေးလေးရှိတယ်ဗျအဲ့ဒီမှာလဲဘောပွဲပြတယ်ဒါပေမဲ့ကျတို့တော့သွားကြည့်လေမရှိပါဘူးခုံနေရလဲမကောင်းဆိုင်ကလည်းညစ်ပတ်တော့မကြည့်ချင်ဘူးပေါ့ဒါပေမဲ့ဘယ်တတ်နိုင်မလဲဗျာအခုတော့နီးနာနာအိုက်ဆိုင်ကိုပဲသွားကြည့်ရတော့မှာပေါ့လို့တွေးလိုက်ရင်အိယာကထားလိုက်တယ်ကျုပ်အိယာကထားလိုက်ပြီးတော့အခန်းမီးဖွင့်ပြီးအဝတ်စားလဲနေတော့မိကဖြတ်ခနဲ့ပြတ်ပါလိရောကျုပ်လဲဗျာသွားမှတော့ခက်လန့်လန့်ဖြစ်သွားတယ်မိပြတ်သွားရင်အဲ့လက်ဖက်ဆိုင်လေးကမိဆက်မနှိုးပေးဘူးဗျာဒီတော့လမ်းတိန်သားကမိဆက်နှိုးပြီးပြတဲ့ဆိုင်ကိုကျင်းတီသွားရတော့မှာပေါ့အဲ့ဆိုင်ကိုသွားမယ်ဆိုရင်လေဘာစော်တို့အင်းရှိကဖြတ်သွားရတယ်မလားဒုက္ခပါပဲဗျာအဘွားကတော့အိတ်နေပြီကျုံမကအမေလည်းမရှိတော့ဘူး
အဖေကလည်းနိုင်ငံခြားမှာအလုပ်ထွက်လုပ်တယ်ဆိုတော့အဖွားနဲ့ပဲနေရတာပေါ့ဒီလိုနဲ့အိမ်တကားလေးအသာပိတ်ပြီးခြံထဲကစပိန်ကိုတွန်းထုတ်လာခဲ့မိပြတ်နေပြီဆိုတော့တလောကလုံးကလည်းမှောင်မဲလိုနေတာပေါ့ဗျာကျုပ်လည်းခြံတကားကိုအသာလေးပိတ်စပိန်ကိုနင်းလာခဲ့လိုက်တယ်စပိန်မှာဒိုင်နမိုမီလေးပါတယ်ဆိုပေမဲ့ဒိုင်နမိုကတိတ်အားမကောင်းတော့မိတ်တော့ပဲလင်းနေဗျာအိမ်ကနေထွက်လာပြီးဘားစော်အိမ်သားကိုရောက်တော့ကျုပ်ကခေါင်းတစ်ပန်းကြီးသွားတယ်ဒီလိုနဲ့ရသလောက်ဖျားသာယူပြီးခက်မြန်နင်းခဲ့တာပေါ့ကံကောင်းတာကတော့ဘာမှမဖြစ်ဘူးပြိုဘားစော်အိမ်ကိုတော်ကြော်သွားမှာပဲကျုပ်လည်းတပြင်းချနိုင်တော့တယ်မိပြတ်နေတာဆိုတော့တလန်းလုံးကလည်းမှောင်နေတယ်ဗျာဒါပေမဲ့ကိစ္စတော့မရှိပါဘူးဗျာကျုပ်ကအရင်ကတည်းကရက်ွက်ထဲမှာဒီလိုအချိန်တော်ကြီးတွားနေကြဆိုတော့မကြောက်တတ်တာတော့အမှန်ပဲပြိုကျတို့ဘောလုံးပွဲကျင်းနေကြလမ်းထိပ်ဆိုင်ကိုရောက်တော့လမ်းထိပ်ကလက်ဖက်ရည်ဆိုင်ကလည်းမိရက်ပြက်လို့နှိုးမရဘူးဆိုတာနဲ့ကျုပ်လည်းတပြင်းချမိတာပေါ့ဒီတိုင်းဆိုရင်တော့ဟိုဘက်ရက်ွက်ထိန်သားကဆိုင်ကိုသွားရတော့မှာပဲကျုပ်လည်းတပြင်းချပြီးစပိန်ကိုဆက်နင်းခဲ့တယ်ကျတို့ရက်ွက်နဲ့ဟိုဘက်ရက်ွက်ကိုကားလမ်းမကြီးတိုင်းနင်းမသွားပဲမြောင်းကြီးဘေးကဖောက်ထားတဲ့လမ်းလေးတိုင်းချိုးဝင်ခဲ့တာပေါ့အဲ့ဒီလမ်းကပိုပြီးတော့လည်းမြန်တာကိုလမ်းရဲ့တစ်ဖက်မှာကစီပင်ရေမြောင်းအကျယ်ကြီးရှိတယ်လက်တစ်ဖက်မှာလည်းဖုံးချောင်းအုတ်တိုင်းကြီးရှိတယ်ဗျာကျုပ်လည်းစပိန်နင်းလာရင်ဖုံးချောင်းအုတ်တိုင်းသားကိုရောက်တဲ့အခါအဲ့ဒီနားမှာလူရိတ်တစ်ခုကိုဖြတ်ခနဲ့တွေ့လိုက်ပါလေရောစပိန်မိသီးကလည်းလင်းလိုက်မိတ်လိုက်ဖြစ်နေတာလမ်းတစ်လျှောက်ကလည်းအင်ဂျင်မရှိတော့တိတ်ဆိတ်နေတာပဲကျုပ်လည်းကျွတ်တို့လိုဘောလုံးပွဲလာကြည့်ရလို့ဖြစ်မယ်လို့တွေးရင်ဆက်နဲ့လာခဲ့တာပေါ့အဲ့ဒီလူကိုတွေ့တဲ့နေရာကိုကျုပ်ရောက်တော့ဘယ်သူမှမရှိဘူးဗျကျုပ်စိတ်တွေထင့်သွားတယ်ပြီးတာနဲ့တကုံလုံးစိတ်အေးလာပြီးတော့ကြက်သိန်းတွေလည်းထသွားတာပေါ့တရေတွေကိုနားရောက်ပြီဆိုရင်ဒီလိုအချက်ပြတတ်တယ်ဆိုတာကြားဘူးထားတယ်မလားစိတ်ထဲမှာလည်းစနိုးစနောင်ဖြစ်သွားတယ်အဲ့ဒီအချိန်မှာပဲစပိန်နောက်ခုံကိုနှစ်ကနေဖြစ်သွားတာခံစားလာပြီးစပိန်လက်ကန်ကလည်းတစ်ချက်နှစ်ချက်တုံသွားတယ်ဗျလမ်းဘေးရင်မြောင်းတော့ကိုကြောက်တော့မှမလို့ကျုပ်ကလည်းစပိန်ကိုတေချာပြန်ထိန်းထားလိုက်တယ်တေချာနေပြီဗျကျုပ်ရဲ့စပိန်နောက်ကိုတယောက်တော့တက်လိုက်တာလဲပုံပဲစပိန်ကလည်းတိတိသားသားကိုလေးသွားတာစပိန်နင်းနေကြလူတွေဆိုရင်လူဘိုတယောက်တက်လာရင်အလေးချိန်စီးသွားတာကိုသတိထားမိကြတယ်မလားကျုပ်လည်းခက်မြန်နင်းလိုက်တာပေါ့ဗျာနင်းနေနေလေကျုပ်ကြောကုန်းကအမွှေးတွေခေါင်းနောက်ချမ်းကအမွှေးတွေကထောင်းနေတယ်လို့ပဲဒါနဲ့ပဲလက်ဖက်ရည်ဆိုင်ကိုရောက်လာခဲ့တာပေါ့ထူးထူးဆန်းဆန်းဗျာလက်ဖက်ရည်ဆိုင်ကလည်းလူနည်းနည်းရှင်းတယ်တမန်အချိန်ဆိုရင်တော့ဒီဆိုင်ကလူပြည့်နေတတ်တာမိပြလူများဘောလုံးပွဲကိုတကူးတကလာမကြည့်ကြတာထင်တယ်စပိန်ကိုဆိုင်ရှိမှရက်ဆိုင်ထဲကိုပြေးဝင်လာခဲ့တယ်ဘောလုံးပွဲတော့မစသေးဘူးဗျဘသူတွေထုတ်ကန်မဲဆိုပြီးတော့ပြနေပြီစပွဲလို့တဲ့ကောင်မလေးကလည်းအိတ်ချင်မူထူးနဲ့ကြုံသားမှလာရက်တယ်အကိုကြီးဘာတော့မလဲလက်ဖက်ရည်တစ်ခွက်နဲ့စိလိတ်တစ်ပွဲပဲပြီးတော့ဒါမဲလားဟိုးလေးအတွက်ကောမမတော့ဘူးလားဟင်ကျုပ်ခေါင်းနှမန်းနေကြီးသွားတယ်ဗျဒါနဲ့စပွဲတို့ကလေးမဟုတ်ဟဲ့ဘယ်ဟာဦးလေးလဲစပွဲတို့တဲ့ကောင်မလေးကကျုပ်စပိန်နေရာကိုလက်ညှိုးထိုးပြပြီးတော့အံ့ဩသွားတယ်ပုံဟုတ်တော့အကိုကြီးကိုနေကစပိန်မော်ကဆင်းလာတော့ဦးလေးတယောက်နောက်မှာထိုင်လိုက်လာတာလှမ်းတွေ့လိုက်ရပါတယ်အခုဘယ်ရောက်သွားတာလဲကျုပ်လည်းဘားစော်ကြီးလို့ထင်လိုက်ပြီးသားပဲဟဲ့ဘာတွေပြောနေရလဲဘယ်သူမှမပါဘူးကဲငါမာလာပဲချပြီးတော့ကလေးမလည်းခေါင်းကိုပြီးတော့ပြန်လှည့်ထွက်သွားတာပေါ့ဒီအချိန်မှာပဲကျုပ်ထိုင်နေတဲ့ဝိုင်းဘေးကကျုပ်ဖေးနာခုံကိုလူတယောက်ကဆွဲလိုက်တယ်လို့မျိုးကြွေကနေရွှေ့သွားတာကိုကျုပ်မျက်လုံးနဲ့တက်အံ့မြင်လိုက်တယ်ဘာတော်ကအသက်ကြီးနေပြီးတော့ဘီယာတွေဘာတွေချထားတယ်ဆိုတော့ဘိုက်ကလည်းဘူးနေတာလက်ဖက်ဆိုင်ထိုင်ရင်တမန်တိုင်းတန်းထိုင်လို့မရဘူးဗျဒီလိုမျိုးခုံကိုဆွဲထုတ်ပြီးတော့မှသူ့ဘိုက်နဲ့လွတ်ကျွတ်ထိုင်လို့ရတာကိုကျုပ်လည်းဘောလုံးဝဲတာကြည့်နေရတယ်ဗျာကျုပ်ဘေးနားမှာလူတယောက်ထိုင်နေတယ်လို့ခံစားနေရတာလူတယောက်ဘေးနားရှိနေတာကိုခမရတို့အထူးတလဲပြောပြသေးတာမလို့ထင်ပါလေတခါအသက်ရှူတန်းလို့တက်ပြင်းချတန်းလို့ဖြစ်နေတာဗျကျုပ်မှကြည်နေရတယ်ဘေးနားကဘားစော်ကြီးကိုလည်းကြောက်နေရသေးတာထားလဲပြန်နေတယ်ဒါပေမဲ့ဘားစော်ကြီးကိုတင်နှင်းပြီးတော့လည်းမပြန်ချင်ဘူးလက်ဖက်ရည်ဆိုင်မှာဘာပဲပြောလူများတယ်ဆိုတော့အဲ့ဒီမှာပဲဆက်ထိုင်နေတော့တာပေါ့ဗျာကျုပ်ကမန်ယူဖန်ဗျဘာတော်ကတော့မန်ယူကိုတိတ်ပုံနဲ့ချက်စီဖန်ပေါ့သူကမန်ယူရှုံးရင်အားရပါရကိုပြောတာဆိုတတ်တာအခုလဲရီးရဲနဲ့ပွဲမှာမန်ယူဘက်ကအားပေးမှာမဟုတ်ဘူးဗျကျုပ်ထင်တဲ့အတိုင်းပဲရီးရဲကဒိုလေးလဲဂိုးသွင်းလိုက်ရောကျုပ်ပင်နာကဘာစော်ကြီးက
ကိုးဆိုပြီးအတန်နဲ့ကြည့်နေထအောင်ရောသူ့အတန်ကြီးကအိုးအိုးနဲ့ကြောက်စရာကြီးပါဆိုင်မှာကြည့်နေတဲ့လူတွေကမန်ယူဖန်တွေများတယ်ဘာတော်တဲ့အတန်ကြီးကဆိုင်ကိုလွှမ်းသွားတယ်ဆိုတော့အားလုံးကဘသူအော်တယ်လဲဆိုပြီးလှည့်ကြည့်ကြတာပေါ့အတန်ကကျုပ်ဝမ်းကထွက်လာဆိုတော့ကျုပ်ကိုလှည့်ပြီးဘူးကြည့်ကြည့်ကြတာပေါ့ဗျာကျုပ်လည်းမချိသွားပြဲလုံနေရတယ်ဘာတော်ကတော့ကျုပ်ကိုမှွေပြန်ပြီဒါနဲ့ကျုပ်လည်းဘာတော်ကိုတိုးတိုးလေးပြောလိုက်တော့သူ့ကိုအကောင့်ထဲမမြင်ရပါနဲ့သူရှိမှန်းတော့သိတယ်ဗျဘာတော်လားဘာတော်ဆိုရင်တခုခုလုပ်ပြဒီခါကျုပ်ထိုင်နေတဲ့ဇွဲပေါ်မှာတင်ထားတဲ့စိတ်လိမ်ဘူးထည့်ထားတဲ့ဘူးလေးကလေမတိုက်ဖဲနဲ့ခွက်ကနေလဲကျသွားရောဒီတော့မှကျုပ်လည်းယုံသွားတာဟုတ်ပြီဘာတော်နဲ့ကျုပ်နဲ့လောင်းစားတစ်ခုလုံးမယ်ဘာတော်ကမန်ယူကိုအားမပေးဘူးဆိုတာကျုပ်သိပြီသားဒီတော့မန်ယူရှုံးရင်ဘာတော်ပြန်တော့ကျုံတော့လည်းထက်လိုက်မလားနဲ့ကျုပ်ကအဲ့လိုပြောလိုက်တော့အခုနေရလဲကြနေတဲ့စိတ်လိမ်ဘူးကခွက်ကနေကောက်ခွန်ငင်ကပြန်ထောင်သွားတာကျုပ်ဆိုကြည့်နေနေချွေးစည်းတွေပါပြန်နေဒီလိုနဲ့ပွဲကတစ်ဖက်နှစ်ကိုးစီအကျိတ်နဲ့ဖြစ်လာခဲ့တယ်ဗျမန်ယူကိုလည်းဆိုင်ကလူတွေကအော်ပြီးအားပေးနေတယ်ကျုပ်လည်းတစ်တလုံးမန်ယူကိုအားပေးပေမဲ့ဒီတစ်ချိန်တော့စိတ်ထဲကနေမန်ယူရှုံးပါစေဆိုပြီးဆူတောင်းနေတာမတော်လို့နိုင်သွားပြီဆိုရင်ဘာစော်ကြီးများကျုပ်ရင်ကိုပါလာမလားဆိုပြီးကျုပ်တွေးရင်းနဲ့ကြောက်နေတာပေါ့ပွဲချိန်စီးတဲ့စီနေကုန်းတကိုဖြစ်နေတော့အချိန်ပို15မိနစ်ထက်ခံကြတယ်ပွဲရပို့ပြီးတော့အကျိတ်နဲ့ရှိလာတယ်မတော်လို့မန်ယူကတကိုးထပ်သွင်းရင်အကျိတ်နေနိုင်ပြီပေါ့ရိုနီရဲ့ဘောလုံးကိုချော်လိုက်စမ်းပါဘန်ပါစီဂိုးမသွင်းနဲ့တော့ဟေးအဲ့ခေတ်ကမန်ယူကဘန်ပါစီတို့ရိုနီတို့ခဲဗျကျုပ်ဖြင့်ကိုတချောင်းလုံးအားပေးလာတဲ့ဘောလုံးသမားတွေကိုဂိုးမသွင်းအောင်ဆုတောင်းမိကြဒီတစ်ချိန်ပဲရှိသေးဘူးတဲ့ကျုပ်ဆုတောင်းများပြည့်သလားတော့မသိပါဘူးဒီကောင်ကြီးရဲ့ဘောလုံးတွေချော်တာပြောမနေနဲ့အချိန်မို့ပြီးကနီးမှာရီးကတကိုးထသွင်းတော့မှကျုပ်လည်းပျော်ပျော်နဲ့မတ်တက်ရက်ပြီးဂိုးလို့អော်ထက်လိုက်ပြန်ဟောဆိုင်မှာဂိုးလို့ဆိုပြီးអော်တာကျုပ်တယောက်တည်းများရှိလားမသိဘူးတဆိုင်လုံးကဘူးကြီးဝိုင်းကြည့်ပြန်ရောကျုပ်လည်းရှက်ရှက်နဲ့ပြန်ထိုင်လိုက်ရတယ်ကိုအားပေးတဲ့အတင်းရှုံးသွားလို့ပျော်လိုက်ရတာဗျာအဲ့ဒီအချိန်မှာပဲအဲ့ဒီထိုင်ကုန်ကြီးကကြွေခနဲ့အတန်မြည်ပြီးတော့လှုပ်သွားတယ်ပြီးတော့ငြိမ်သွားတယ်ဘာဆိုကျုပ်ကခေါ်ပေမဲ့ဘာမှမထူတော့ပါဘူးဗျာဘာဆိုတယောက်ထထွက်သွားတဲ့ပုံပဲအချိန်ကတော့မနေ့4နာရီကျော်ပြီမိရလည်းမလာသေးဘူးကျုပ်လည်းထပြီးမပြန်ရတာနဲ့အဲ့ဒီလက်ဖက်ဆိုင်မှာပဲဆက်ထိုင်နေရင်မနေ့6နာရီကျော်လို့မိုးစင်စင်လင်းတော်မှာပဲပြန်လာခဲ့တာပေါ့ဗျာတကယ်ချင်းနေနဲ့လောင်းထားတာတော့ကျုပ်ကရှုံးသွားတာမန်ယူကရီးယားကိုရှုံးပြီးတော့ချန်ပီယံလိကထွက်သွားတယ်ဒါပေမဲ့ကျုပ်ကအဲ့ဒီအလောင်းထားတာရှုံးတာကိုတိတ်မခံစားရဘူးညာအဘစော်နဲ့လောင်းထားတာကိုနိုင်သွားတာကိုပဲကျဉ်နေတယ်ကျုပ်လည်းအစကတော့အဘစော်အိမ်ကလူတွေကိုပြောပြဖို့စိတ်ကူးသေးတယ်နောက်တော့အဘွားကိုပဲပြောပြလိုက်တယ်ကလေးပြောရင်မယုံဘူးဖြစ်နေမှာဆိုလို့ပေါ့ဗျာကျုပ်လည်းအဲ့ဒီကလေးကညနေပိုင်းဘောလုံးပွဲသွားမကြည့်တော့ဘူးကြည့်ရင်လေည9နာရီ10နာရီပြီးတဲ့ပွဲတွေလောက်ပဲကြည့်ဖြစ်တော့တယ်ဘာစော်ကြီးကိုလည်းအဲ့ဒီတခါပဲတွေ့ပြီးတော့နောက်ထပ်မတွေ့ရတော့တာအခုချိန်ထိပါပဲအဘစော်ကြီးကျွတ်လွတ်ပြီးတော့ကောင်းရမွန်ရရောက်သွားပါစေလို့ကျုပ်ကဆုတောင်းပေးမိတာပေါ့ဗျာဒါကတော့ကျုပ်ဘဝမှာကြုံခဲ့ရတဲ့တကယ်အဖြစ်အပျက်ကလေးတစ်ခုပေါ့အခုထိတောင်ပြန်တွေးရင်ကြောချမ်းနေမိပါသေးတယ်အကဆောဆက်လက်ပြီးတော့ဆရာအကဆောရေးသားထားတဲ့ဖြစ်ရမှန်ဇလန်းလေးတစ်ပုဒ်ကိုလည်းတင်ဆက်ပေးပါမယ်ခင်ဗျာဇလန်းလေးရဲ့နာမည်ကຫນွေတညာတဲ့ຫນွေရာသီကပူပြင်းလာပါတယ်မိငယ်တို့ဇီရောရွာလေးကပဲခူးတိုင်းအတွင်းမှာတည်ရှိတယ်စစ်တောင်းမြဝန်းဖြစ်ပြီးမြေပြန့်ဒေသဖြစ်တော့အခုလိုຫນွေကာလာဆိုရင်အလွန်ပူပြင်းပါလေရိတ်သိမ်းထားတဲ့မိုးစပါးတွေကရိုးပြတ်တွေတထောင်ထောင်နဲ့ခြောက်သွေ့နေတယ်လဲခွင်းတွေကလည်းကွင်းမြင့်ကြီးတွေဖြစ်နေပြီးတော့အရိပ်မဲ့ပြီးတန်လျက်တွေထနေတော့တာပေါ့သူတို့ဒေသမှာတော့ရေခက်ခဲရှိတော့ຫນွေစပါးမစိုက်ကြဘူးမြစ်ကမ်းနားတောင်မြေတွေမှာသာကိုင်းသီးနှံတွေကိုစိုက်ပျိုးကြပါတယ်မိငယ်ဟာဇီရောရွာဇာတိဖြစ်ပြီးတက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်ပဲခူးတက္ကသိုလ်မှာယူပဗေဒမေဂျာနဲ့တက်ရောက်နေတဲ့သူပေါ့ကျောင်းဖွင့်တဲ့အချိန်ပဲခူးတက္ကသိုလ်နီးကအဆောင်မှာနေပြီးတက္ကသိုလ်တက်လေရှိပါတယ်ဒါပေမဲ့အခုလိုຫນွေပိတ်ရများမှာတော့ရွာပြန်ပြီးတော့နေဖြစ်တာပေါ့မိငယ်ကအထွေးဆုံးသမီးဆိုတော့အဖေနဲ့အမေကရောအမေကြီးကပါမိငယ်ကိုအလွန်ချစ်ပါတယ်မိငယ်မှာအမတယောက်သာရှိပြီးအမကအစိုးရဝန်ထမ်းဆိုတော့တာဝန်ကျတဲ့နေရာမှာရွှေ့ပြောင်းပြီးတော့နေထိုင်ကြပါတယ်အဲ့ဒါကြောင့်ပဲမိငယ်ကိုကလေးလိုသဘောထားပြီးတမိသားစုလုံးကဝိုင်းချစ်ကြတာပေါ့ရွာမှာຫນွေရက်ပြန်နားတဲ့အခါလှုပ်ရှားလောက်ကမရှိပါ
အဖေနဲ့အမေဘက်ကဦးကြီးကတောင်မြန်မာကိုင်းဆိုင်တယ်အမေကတော့အိမ်လုပ်တယ်မိငယ်ကတော့အလုပ်မဲရဘာမှမရှိပါဘူးတခါတည်းမိငယ်ကအမေချက်ပြုတ်ရင်ဝင်ကူပေးရတယ်အဲ့ဒါကြောင့်ရွာမှာနေတဲ့အခါမိငယ်ကပြင်းပါတယ်ရွာမှာစာကြည့်တဲ့အသေးလေးတစ်ခုရှိတော့တော်သေးတာပေါ့မိငယ်ကနွေရာသီမှာစာအုပ်တွေနဲ့အချိန်ကုန်လေးရှိပါတယ်ထိုအချိန်ကခရစ်နှစ်2011ခုနှစ်ဖြစ်ပြီးဇီးရောရွာလေးကဖွံ့ဖြိုးတိုးတက်မှုအင်မတန်နောက်ကျပါတယ်ရွာမှာလျှက်စမီးများမရှိရွာမှာဖုံးလိုက်မမိဖုံးပြောခြင်းရင်မြို့နယ်နီးတဲ့ရွာတွေမှာသွားပြီးတော့ဖုံးဆက်ရပါတယ်ဖုံးကလည်းထွေထူးထူးဆက်စရာမရှိကျောင်းတက်ချိန်ကျောင်းဝတ်တဲ့အချိန်ကိုမှန်းပြီးတော့မိငယ်ကပဲခူးမြို့ကိုတက်စမြဲဖြစ်ပါတယ်ဒီနေ့မိငယ်ပြန်လာတော့ရွာစာကြည့်တိုင်လေးဟာစာအုပ်တွေအတော်ဆုံးပါတယ်ပရာဟိတအဖွဲ့တစ်ခုကလှူဒန်းသွားပြီးအချစ်အလွမ်းရက်တာပရာလောကစာအုပ်တွေဟာစုံနေအောင်ရှိပါတယ်မဂ္ဂဇင်းနဲ့ကာတွန်းတွေလည်းရှိတယ်မိငယ်တို့ရွာစာကြည့်တိုင်လေးကအရင်ကစာအုပ်ကတိတ်မစုံဘူးစာကြည့်တိုင်မှာရှိတဲ့စာအုပ်များဘာသာရေးစာအုပ်များပဲမကြမ်းမိငယ်က2 ခါလောက်တော့ဖတ်ပြီးသားဖြစ်ပါတယ်ဟဲ့မိငယ်နင်းမြင့်နေပြီဟဲ့ထတော့အဖွားကနှိုးလိုက်တော့မိငယ်ကကမန်းကရန်ထလိုက်တယ်အချိန်ကမနေ့8 နာရီသာရှိပါသေးတယ်ဒီအချိန်ကမြို့မှာတော့နေမြင့်တဲ့အချိန်မဟုတ်ပါဘူးတချို့လူတွေဆိုအိယာကတောင်မထသေးဘူးမိငယ်ကထလိုက်ပြီးအညာဆောင်ပါးလေးကိုခောက်လိုက်ပါတယ်အဲ့နောက်ချင်းတော်ကိုအောက်ဘက်ကသိမ်းပြီးခေါင်းရင်းမှာလုံထွေးပြီးတော့ထရံမှာကတ်ထားလိုက်တယ်ညီတို့ခေတ်ကာလသားသမီးတွေများအေးပြင်းကိုပြင်းလွန်းတယ်အဖွားကတနက်ဘက်ဆေးလိပ်ကြီးတဲ့ကိုဖွာရင်းနဲ့ပြောလိုက်ပါတယ်အိမ်ရှိတသားခုံရှည်လေးမှာခြေထောက်တင်ထိုင်ပြီးတော့ဒူးတစ်ဖက်ကိုထောင်ထားပြီးတထောင်စစ်ကိုအဲ့ဒီဒူးပေါ်မှာတင်ထားရင်းနဲ့ဆေးလိပ်ကိုဟန်ပါဖွာနေတာပေါ့ချီရင်ဘုံအဖြူလေးနဲ့အညိုရောင်ဆင်းနေပါတဲ့ထမင်ကိုဝစ်ပြီးပခုံးမှာနီညိုခွက်တစ်ပတ်တည်းကိုတင်ထားပြီးတော့ဒီစပတ်ထုံးထားတယ်တနက်ခါအဖွေးသားနဲ့အဖွားကိုကြည့်ပြီးမိငယ်ကပြုံးလိုက်ပါတယ်မိငယ်မပြင်းပါဘူးဖွားရဲ့သူများတွေဆိုမြို့မှာဒီချိန်ထထောင်ထကြသေးတာမဟုတ်ဘူးအမလေးဟင်နေပင်တော့အောင်အိတ်တဲ့ဟာဒီကိုဆောင်နဲ့ကြိတ်စဲတာခန်းနေရမယ်အဖွားကပြောလိုက်ရင်ဆေးလိပ်ဖွာနေပါတယ်အဖွားပြောတာလည်းမှန်တယ်နေရာဒီမို့နေအောင်ကြီးကပူပြင်းပြီးအလွန်လင်းလေတောက်ပါနေပါတယ်မနေ့8 နာရီခန့်သာရှိသေးပေမဲ့ပတ်ဝန်းကျင်ကဘူးနေပြီဖွာခဏနေဦးနော်မိငယ်မျက်နှာတက်လိုက်အောင်မေအဖွားကဘာမှပြန်မပြောတော့ပဲမျက်စောင်းတစ်ချက်ပဲထိုးပါတယ်မိငယ်ကရောင်ဝင်စေးအိုးကြီးနားကိုသွားပြီးရေခတ်ပြီးတော့မျက်နှာတက်သွားတိုက်လိုက်တယ်ပြီးတော့အိမ်မော်တက်ကိုပြေးတက်လိုက်ပြီးအဝတ်အစားတွေလဲလိုက်ပါတယ်ကြပြာအဝတ်စားလဲပြီးတော့အိမ်ရောက်ထက်ကိုပြေးဆင်းလာခဲ့တာပေါ့အမေစွန့်ညံ့ရပြီမိငယ်အမေကပြောလိုက်ပြီးအဘွားထိုင်တဲ့နေရာကိုကြွေရည်တုတ်ထမင်းကြိုင်တစ်ခုကိုချပေးလိုက်ပါတယ်ပြီးတော့အဖုံးပါတဲ့စတိစလုံးတစ်လုံးနဲ့ထမင်းတွေထည့်ပြီးချထားလိုက်တယ်တကယ်တည်းတော့မိမ့်မပြိုလေးတဲ့မိုးလင်းရင်မျက်နှာပြောင်နဲ့ကလေးတွဲလောင်းနဲ့ကလေးအမေတောင်တနခါလိမ့်နိုင်တယ်အဖွားကမိငယ်ကိုမျက်စောင်းထိုးပြီးပြောလိုက်ပြီးတော့ထမင်းပြိုပြီးစွန်းချိုင်ကိုဆွဲတော်ပါတယ်မိငယ်လည်းစွန်းစလုံးကိုကင်ပြီးတော့လက်တစ်ဖက်ကလည်းစာကြည့်တိုက်ကငားလာတဲ့စာအုပ်လေး3 လေးကိုကင်လို့လာခဲ့ပါတယ်မိငယ်အဖွားကပွားစီလုတ်ပေမဲ့မိငယ်ကိုတော့အလိုလိုက်ပါတယ်ဒါကအဖွားရဲ့အကျင့်ပဲဖြစ်ပါလိမ့်မယ်အဖွားကဖုန်ကြီးเจ้าကိုစွန်းချိုင်ပို့နေကြမိငယ်ရောက်တော့မိငယ်ပါစွန်းချိုင်ပို့ပါပါတယ်ပြီးရင်တော့မိငယ်ကရွာလေကစာကြည့်တိုက်လေးကိုဝင်ပြီးတော့အဖွားကတော့ဖုန်းเจ้าမှာခဏကြံနေခဲ့ပါလိမ့်မယ်ရွာကမိငယ်တို့ငယ်မွေးချမ်းမောက်ဖြစ်တော့တရွာလုံးကမသိတဲ့လူမရှိကြပါဘူးဘာစာအုပ်တွေရှိသေးလဲပြပါဦးမိငယ်ကတဲဆန်နေပါပြီဖတ်လားစာကြည့်တိုင်မှုကမေးလိုက်တော့မိငယ်ရင်ထိတ်သွားပါတယ်မိငယ်ကတဲဇလန်းနေလုံးဝမဖတ်ဖြစ်ဘူးငယ်ငယ်ကလေးကတဲကြောက်တတ်တော့တဲစာအုပ်ကိုရှောင်ပါတယ်ရုပ်စွာဆုံးတဲအကြောင်းတွေပါတဲ့မဂ္ဂဇင်းတောင်မှမဖတ်ဘူးအခုတော့ရွေးစရာမရှိတော့စာကြည့်တိုင်မှာရှိတဲ့စာအုပ်တော်တော်များများကသူဖတ်ပြီးသားတွေဖြစ်နေပါတယ်ဒီစာအုပ်လေးဖတ်ကြည့်ပါလားမိငယ်တဲဇလန်းဆိုပေမဲ့တိတ်ကြောက်ဖို့မကောင်းပါဘူးစာကြည့်တိုင်မှုပေးလိုက်တဲ့စာအုပ်လေးကိုမိငယ်ကယူကြည့်ပါတယ်အဖုံးမှာတော့ကြောက်စရာကောင်းတဲ့တဲပုံကြီးကိုဆွဲထားတယ်တဲကြီးကစပင်ရှည်ကြီးနဲ့ဖြစ်ပြီးပါဇက်ကြီးကိုဖျဲထားပြီးတော့အဆွဲတွေလည်းပါပါတယ်
ဒါပေမဲ့လူငယ်ဆိုတော့လေလက်တွေစမ်းကြည့်ချင်တာပေါ့ခေပညာတဲ့လူငယ်ဖြစ်ပြီးကြီးကောင်လဲဝင်လာတော့တရေတွေကိုတိတ်ပြီးတော့အယုံကြည်မရှိပါတော့ဘူး။အိုးတရေဆိုတာတကယ်ရှိလားမရှိလားလဲသိတာမှမဟုတ်တာ။နောက်ပြီးတော့ဒီဝတ္ထုကလည်းစိတ်ကူးရင်ရေးထားတာပဲ။ဖတ်ဘူးရရှိအောင်ဖတ်ကြည့်မှရမယ်။မိခင်ကတွေးလိုက်ပြီးအဲ့ဒီစာအုပ်ကလေးကိုယူလာခဲ့ပါတယ်။စာအုပ်ကလေးနဲ့အတူကာတိုးစာအုပ်တုံးနဲ့ဝတ္ထုတို့ဘောင်းကျုပ်စာအုပ်ကလေးလည်းငှားလာခဲ့တာပေါ့။အိမ်ပြန်ရောက်တော့လှုပ်ရှားကမရှိဘူး။အိမ်ကခြေတန်းရှိအိမ်အပေါ်ရက်ကသွမိုးကနေရှိန်တော့အပေါ်ထပ်မှာမနေနိုင်ပါဘူး။အိမ်အောက်ကိုဝင်ဖြာခင်းပြီးတော့စာအုပ်ကလေးတွေထုတ်ဖတ်လိုက်ပါတယ်။သူကြိုက်တဲ့ကာတွန်းစာအုပ်ကိုရင်ဖတ်လိုက်တယ်။ကာတွန်းစာအုပ်ကတနားရီလောက်နေတဲ့အခါဖတ်လို့ပြီးသွားပါပြီ။နေ့လည်သာထမင်းစားတော့ပြီးဝတ္ထုတို့ဘောင်းကျုပ်ကိုဖတ်တယ်။ဝတ္ထုတို့က10 ပုတ်ပဲပါပါတယ်။9 ပုတ်လောက်ဖတ်နေရင်အိတ်ငိုင်လာတော့မိငယ်လေးအိတ်လိုက်ပါတယ်။နားထဲမှာအတန်မလန်ကြီးကြားတော်မှနိုးလာတယ်။ညနေစောင်းနေခဲ့ပြီဖြစ်ပါတယ်။အဖေကအိမ်ပြန်ရောက်လာပြီးခြေလက်ဆေးနေပါရဲ့။မိငယ်လေးထလိုက်ပြီးညစာအတွက်မိဖို့ကြောင်ကိုဝင်ပြီးတော့ကူလိုက်ပါတယ်။ကူရဲဆိုပေမဲ့လည်းတိတ်ပြီးတော့လည်းလှုပ်ရှားဘာမှမရှိပါဘူး။လူ4 ယောက်ပဲရှိတဲ့အိမ်ဖြစ်တာကတကြောင်အကုန်လုံးကလူကြီးတွေပဲဆိုတော့အိမ်မှုကိစ္စနိုင်နေတဲ့အမေကဒီမိသားစုတွေဘာမှဝန်တော့ဝန်ဖို့မဖြစ်ပါဘူး။မမေတမီးလဲကူပေးမယ်လေဒါဆိုလဲ9 လေး 3 ကောင်ကြော်လိုက်ချေငါဖူရွယ်တော်10 ကောင်ကို2 ပိုင်းပိုင်းပြီးတော့စားစနွင်းနေထားပါတယ်တန်တဲ့အုပ်တစ်လုံးကိုထင်းမီးပေါ်တဲလိုက်ပြီးတော့စီထည့်လိုက်တယ်စီဆူလာတော့9 လေးတွေထည့်လိုက်ပါတယ်9 လေးတွေကစီဘူးထဲမှာတော့ပလုံစီလေးတွေထားပြီးစူပွက်နေတာပေါ့9 ကြော်ရင်းနဲ့အဆောင်ကအကြောင်းတွေပြန်စဉ်းစားမိပါတယ်အဆောင်ကအပြင်ဆောင်မှာနေခဲ့ရတာကျောင်းကပေးတဲ့ဆောင်ကလူမဆန့်တော့အပြင်မှာအခန်းချင်းချင်းလေးများတန်းစီစောက်ထားတဲ့အဆောင်မှာလကငါနေရပါတယ်စားတဲ့အခါလဲဖြစ်တယ်လို့ဝယ်စားရတယ်အသုံးလွန်သွားတဲ့လတွေမှာတော့စားစီရှားပါပါတယ်တခါတရံကြက်ဥနဲ့တခါတရံလက်ဖက်ထုပ်ကလေးငပိတောင်းလေးနဲ့ဖြစ်တယ်လို့စားရပါတယ်မိငယ်ကတွေးနေရမှတန်ရောင်းပါနဲ့9 ကြော်ကိုထိုးလိုက်တယ်9 ကြော်ကကတ်နေပါတယ်မိချိန်ကလည်းပြင်းတော့9 ကြော်တွေတူးကုန်မှစိုးတယ်ကဲဟဲ့9 ကြော်တွေကိုအားနဲ့ထိုးပြီးလှန်လိုက်တယ်9 ကြော်တွေကအသားတွေကွာထွက်ပြီးအိုးမှာကတ်ကုန်ပါတယ်9 ကြော်တွေကိုဟိုဘက်လှန်လိုက်ဒီဘက်လှန်လိုက်နဲ့ငါးအသားတွေအကုန်ကြော်ပြီးငါးကပုံပြက်နေတော့တာပေါ့အမလေးဟဲ့ငါ့ကိုဘလို့ကြော်လိုက်တာတော့မိငယ်ရဲ့အမေကဆူလိုက်ပြီးငါးအတုံးတွေကိုဆဲနေတယ်ညနေထမင်းဝိုင်းဖွဲ့ပြီးစားကြပါတယ်သမီးရဲ့ညီငါးတွေကလက်လက်ကြီးမှန်ထားတဲ့ငါးတွေကြနေတာပဲတစားစီကိုဖြစ်နေတာပဲအဖေကရီရင်မောင်းရင်းနဲ့ငါးကြော်အသားပတ်ကလေးတွေကိုရွေးစားနေပါတယ်အဖွားကတော့မိငယ်ကိုမျက်စောင်းထိုးတယ်ဖေးကလည်းလက်လက်ကြီးထိထားတာမြင်ဘူးလို့လားမြင်ဘူးတော့ဗောသမီးရဲ့အဖေတို့ငယ်ငယ်တုန်းကတပုံနေနဲ့စစ်ဖြစ်တော့တပုံ3 ယောက်တို့ရပေးမှလက်လက်ကြီးမှန်တာတဲ့တကောလုံးကိုမွပြီးတော့အသားစားတွေဆိုတာပြန်ကျဲနေတာပဲအယိုးတွေရွတ်တွေဆိုတာလဲတစ်ပင်တွေပေါ်မှာချိတ်နေတာအဖေကလည်းယွန်လိုက်တာဟဲညီပဲမေးပြီးတော့သားမ2 ယောက်ကိုအမေကမျက်စောင်းထိုးလိုက်ပါတယ်မိငယ်လဲခေါင်းငုံပြီးထမင်းနဲ့စားနေလိုက်တယ်ထမင်းစားပြီးတော့ည9 နာရီတောင်မထိုးသေးပါဘူးအဖေကသူ့ရေဒီယိုစုပ်ကြီးကိုကလစ်ပြီးတော့ရေဒီယိုနားထောင်နေတာပေါ့မိငယ်လည်းအခန်းထဲကိုဝင်ပြီးဖျောင်းနိုင်မီးနဲ့စာအုပ်ဖတ်နေတယ်ဝတ္ထုလိုစာအုပ်ကလေးကဖတ်ပြီးသွားပြီဖြစ်ပါတယ်အဲ့ဒီချိန်တုန်းကရွာမှာကလျှက်စင်မီမရသေးဘူးအခုလိုဆိုလာတွေကလည်းခက်မစားသေးဘူးဖျောင်းနိုင်မီးကိုပဲအားကိုးရပါတယ်ည8 နာရီထိုးတော့အားလုံးအိပ်ရာထဲမှာအတီးတီးအိပ်နေကြတာပေါ့မိငယ်ရဲ့အခန်းမှာပဲဖျောင်းနိုင်မီးလေးလင်းနေတယ်ရာသီဥတုကညပဲဖြစ်နေကစားပူလောင်အိုက်ဆက်နေပါတယ်မိငယ်ကအင်းကြီးအပါးလေးကိုဝတ်ထားပေမဲ့ချွေးတွေကစီးကြနေတာပေါ့နောက်ဆုံးကြံရများတဲ့အဆုံးမှာပရင်းပေါက်တကားကိုထဖွင့်ရပါတယ်လာပြင်းနာနီးပြီဆိုတော့လကထိန်ထိန်သာပြီးကောင်းကင်မှာကျဲတွေစုံနေတာပေါ့မိငယ်တို့အခန်းကလမ်းကြည့်ရင်လေခွင်းပြင်ကျဲကြီးနဲ့ဟိုးဝေးမှာငားအိမ်တန်းလို့ခေါ်တဲ့ရွာငယ်လေးကိုမျက်စိတစုံမြင်ရပါတယ်ဝင်းမြင်ကျဲကြီးကလာရောင်နဲ့လင်းထိန်နေပြီးနေပဲကြည့်လို့ဖြစ်နေတာပေါ့တကားဖွင့်လိုက်တော့ကွင်းမြင်ကိုဖြတ်တန်းပြီးတိုက်လာတဲ့နွေလီဘူးတွေကအခန်းထဲကိုပြေးဝင်လာတယ်
လေဘူးတွေဖြစ်နေပေမဲ့အနှဲငယ်တော့အပူဒဏ်တက်တာသွားတာပေါ့မိငယ်ကအိပ်ယာထဲမှာအိပ်လိုက်ပါတယ်ဒါပေမဲ့နေ့လေကအိပ်ထားတာကတကြောင်ဟိုဒီဒီတွေးနေတာကတကြောင်မို့အိပ်မပျော်ပဲဖြစ်နေပါတယ်စာဖတ်အောင်ကလည်းတရေစာအုပ်တုပ်ပဲကြံတော့တယ်တက်တီကောင်းသောမိငယ်ကညဘက်မှာတရေစာအုပ်မဖတ်ရပါဘူးအဲဒါကြောင့်ကာတွန်းစာအုပ်ကိုပြန်လည်ပြီးပုံတွေကိုတေချာပြန်ပြီးကြည့်နေတယ်မြင်းမြကြားသွားသည်မသိပဲနှိုးဆက်နာရီလေးက10နာရီမတင်ဖြစ်နေပါပြီမိငယ်ကအဲ့လိုမရသေးဘူးဘိုက်ကလည်းစာလာခဲ့ပါတယ်ခောက်ဆွဲပြုတ်စားမှာပဲမိငယ်ကအတင်စားရန်ရန်ချင်ဆက်ခောက်ဆွဲတုပ်ကလေးတွေကိုစောင့်ထားပါတယ်ဘိုက်စားရင်ညရင်းညနာထစားတတ်တာပေါ့အိမ်ရောက်ကိုဆင်းလိုက်ပြီးပကံတစ်ချက်နဲ့ပကံလုံးတစ်ခုကိုယူလိုက်ပါတယ်ဇွန်းတစ်ချောင်းကိုလည်းယူလိုက်တယ်အဲ့နောက်ဓာတ်ဘူးထဲကရင်နွေးကိုပကံလုံးထဲကိုထည့်လိုက်ပြီးတော့ခောက်ဆွဲကိုရင်နွေးထဲစိမ်လိုက်ပြီးပကံများနဲ့ဖုံးပြီးတော့အခန်းထဲကိုပြန်တက်လာခဲ့ပါတယ်အခန်းထဲမှာခောက်ဆွဲပကံကိုခြာထားလိုက်ပြီးတော့ကာတွန်းစာအုပ်ကိုပြန်ကြည့်နေတော့အိမ်မှာမွေးထားတဲ့ဘိုးဖြူကခြံထဲမှာထိုးဟောင်နေပါတယ်ဘိုးဖြူကလည်းဟောင်လိုက်တာကြောင်များတွေ့လို့လားဘိုးဖြူဟောင်မမိငယ်ကခောက်ဆွဲကိုတတိယသွားပါတယ်ပကံများကိုဖွင့်ကြည့်လိုက်တော့ခောက်ဆွဲတွေကပွားနေပြီခြံအောင်ကြီးကပူပြီးရှုပ်နေတော့ခြံအောင်ကိုပြန်သိမ်းလိုက်တာပေါ့အဲ့နောက်ခောက်ဆွဲပကံထဲကိုအရသာမုံနဲ့စီတုပ်ကလေးဖောက်ထည့်လိုက်ပြီးဇွန်းနဲ့မှုေးလိုက်ပါတယ်စီတုပ်ကလေးကစီမွေးဖြစ်တော့ခောက်ဆွဲအနံလေးကမှုေးနေတာပေါ့မိငယ်ကလည်းခောက်ဆွဲကိုတစွန်းစားမယ်လို့ခတ်လိုက်ပါတယ်ဖုတ်ဖုတ်ဖုတ်မိငယ်လန့်သွားတယ်သူမအခန်းထရံကိုအပြင်ကတစုံတစ်ခုကလာရိုက်နေတဲ့အတန်ကိုကြားလိုက်ရပါတယ်မိငယ်စဉ်းစားလိုက်တာပေါ့အိမ်မြောင်များလားတခါတည်းအိမ်မြောင်တွေကအဲ့လိုအမီးစော်ပြီးနိုင်ရန်နဲ့အမီးရိုက်တတ်ပါတယ်ဘာသာမှဆက်မကြတော့မိငယ်ကခောက်ဆွဲတစုံခတ်စားလိုက်တာပေါ့ဖုတ်ဖုတ်ဖုတ်အတန်ကိုတေချာပြန်နားထောင်လိုက်တယ်ထရံကိုလူလက်ဘွားနဲ့ပုတ်တဲ့အတန်ပဲမိငယ်ကြောတွေချမ်းလာတယ်ဖုတ်ဖုတ်ဖုတ်အတန်ကအားပိုပြင်းလာပါတယ်တေချာတာကတော့ထရံကိုလက်နဲ့ပုတ်တာပဲအဲ့ဒီထရံမှာအရင်ပြဘက်ထရံဖြစ်ပါတယ်အရင်ပြဘက်မှာတရက်ပင်တပင်နဲ့လေခွင်းအဆက်ပဲရှိတယ်မိငယ်ခေါင်းမွေးတွေကထောင်းလာပြီးဘာအလုပ်လို့ဘာကမ်းမှမသိပဲလက်တစ်ဖက်ကဇုံးကိုကင်ပြီးတော့ငြိမ်နေမိလိုက်ပါတယ်အမေကြီးအမလေးမိငယ်អော်လိုက်မိပါတယ်အเจ้าကတခြားမဟုတ်ဘူးပတင်းပေါင်မှာအဖြူရောင်လူလက်တစ်ဖက်ကပေါ်လာခဲ့ပါတယ်ခြေတန်းရှည်အိမ်ဆိုတော့ပတင်းပေါက်က10ပေလောက်မြင့်နေတောင်းလူဆိုလေကားနဲ့တက်မှပတင်းပေါက်ကိုမိနိုင်မှာပေါ့အဲ့လက်ကပတင်းပေါက်မှာခစ်တာရက်နေတယ်အဲ့နောက်ပတင်းပေါက်ကနေအခန်းထဲကိုဖြည်းဖြည်းချင်းဆင်းလာပါတယ်လက်ကမွေလိုဖြစ်ပြီးလက်ကပျော့ပျော့ကြီးလက်ကဖြူဖွေးနေပြီးလက်ချောင်းတွေလက်ဖမိုးတွေကလည်းဖောင်ကားနေပါတယ်ရင်နစ်ပြီးတော့သေးတဲ့လက်ကြီးလိုပဲတဖြည်းဖြည်းနဲ့ပတင်းပေါက်ကဆင်းလာတယ်အဲ့နောက်ဖြာပေါ်ကိုလက်ကြီးကတရွေ့ရွေ့တက်လာခဲ့ပါတယ်မိငယ်ရဲ့ဒီကိုယ်လုံးကလည်းကြက်သိန်းတွေထားပြီးခေါင်းမွေးတွေထောင်းနေတာပေါ့လက်ကြီးကမိငယ်နာကိုတိုးလာတော့မိငယ်ကဖင်တွတ်တက်ပြီးနောက်ဆုံနဲ့ခြံအောင်ကတ်သိမ်းထားတဲ့နိုင်ရန်နာကိုတိုးသွားမိပါတယ်မိငယ်ရဲ့ဒူးတွေကတဆက်ဆက်တုံးနေတယ်လက်ကြီးကဖျားလဲမှာကြံခဲ့တဲ့ခောက်ဆွဲပကံကြီးကိုစမ်းမိပြီးခောက်ဆွဲဘတ်တွေကိုနှိုက်ယူနေပါတယ်အဲ့နောက်ခောက်ဆွဲဘတ်တွေကိုယူပြီးပရင်းပေါက်စီကိုတည်သွားတယ်မိငယ်လည်းကြောက်ပြီးတော့ခြံအောင်ကြီးနဲ့လုံးထွေးလိုက်ပြီးခြံအောင်ကိုကွယ်ပြီးစက်ကြည့်နေတာပေါ့ပရင်းပေါက်မှာလုံးဝန်းနဲ့မျက်နှာတစ်ခုကပေါ်လာတယ်လိုက်အောင်နဲ့ဆိုတော့အထင်သားမြင်နေရတာပေါ့အဲ့မျက်နှာမှာနရွက်တွေမပါဘူးမျက်နှာဆိုပေမဲ့လူမျက်နှာလိုမဟုတ်ပဲပူပေါင်းတစ်ခုလိုပြောင်ချောချောကြီးပဲအဲ့မျက်နှာကြီးကပါဇက်ကြီးကိုဟလိုက်တယ်ပြီးရဲ့နောက်ခောက်ဆွဲဘတ်တွေကိုပါဇက်ထဲကိုထိုးထည့်လိုက်တယ်ပြီးတဲ့အခါနောက်တစ်ခါပကံထဲကခောက်ဆွဲတွေကိုယူပြီးပါဇက်ထဲကိုထိုးသွင်းနေပါလေအဲ့ခါမိငယ်အခန်းတကားရုတ်တရက်ပွင့်သွားတယ်မိငယ်ကတုံးဆိုအခန်းတကားချက်ချလေးမရှိဘူးမိငယ်ဖေကဝင်လာတယ်အဖေကပရင်းမောက်ကိုကြည့်ရင်တစ်ချက်လန့်သွားတယ်အဲ့နောက်လက်ထဲကကိုင်းတဲ့လေးခွာနဲ့အဲ့ဒီအရာကိုပြစ်လိုက်ပါတယ်ဖောက်ဖောက်အဲ့ဒီအရာကိုထိတန်ကြားလိုက်ရပြီးအဲ့ဒီအရာလေးချက်ချင်းထွက်ပြေးသွားတယ်ဒါပေမဲ့လက်ကြီးကခောက်ဆွဲပကံကိုဆွဲပြီးတော့ယူသွားပါတယ်
လောက်ကလည်းထိန်ထိန်သားနေတာပေါ့မင်းငယ်ဖေးကပရင်းပေါက်ကနေထွက်ပြီးအဲ့ဒီအရာကိုလိုက်ပြီးတော့လေးခွာနဲ့ပြစ်တယ်ဖြူဖြူရာကြီးကရှည်မျောမျောကြီးဖြစ်ပြီးကုန်းကုန်းကွက်ကွက်နဲ့ကွင်းမြင်တွေကိုဖြတ်ပြေးတာကိုလာရောင်နဲ့အထင်းသားမြင်နေရပါတယ်အဲ့ဒီကောင်ကြီးကပြေးလွှိုင်းနှမ်းနဲ့ငိုင်းနှမ်းပဲရောက်ကိုပင်အုပ်တီအများကြီးရှိတဲ့နေရာမှာပျောက်ကွယ်သွားပါတယ်မင်းငယ်လည်းအဲ့ဒီတော့မှသဲထန်စွာငိုကြွေးလိုက်ပြီးအဖေကိုဖတ်ထားတယ်ဘာမှမဖြစ်ဘူးသမီးဒီကောင်ကြီးပြေးသွားပြီအဖေကမင်းငယ်ရဲ့အော်ဒန်တက်တဲ့ကိုကြားလိုက်ရတော့ထားကြည့်တာဖြစ်ပါတယ်အဖွားနဲ့အမေတို့ကနိုးပြီးပြေးတက်လာတယ်မင်းငယ်ကတော့အဖေရဲ့အလုံးကျုံသောရင်ခွင်ထဲမှာငိုကြွေးလို့နေပါတော့တယ်မင်းငယ်တဲ၆ခန်းရတဲ့တဲ့င်းကရွာထဲမှာပြန့်သွားတာပေါ့အဖွားကဟောင်းဖွားဟောင်းဖွားနဲ့ရှောက်ပြောတယ်ရွာလူတွေကအခန်းထဲကိုဝင်ကြည့်တယ်ကွင်းမြင်ကိုလည်းကြည့်တယ်မင်းငယ်ကတော့အဖျားတွေတက်နေတာပေါ့ရွာကဆရာတော်နဲ့ဘုန်းကြီးတွေကမင်းငယ်တို့အိမ်ကိုလာပြီးပရိတ်တွေရွတ်ပေးတယ်ဘုန်းကြီးကပရိတ်ရည်တွေလက်ဖွဲ့ဆောင်တွေကိုဝစ်ဆင်ပေးသွားခဲ့ပါတယ်ပထမတော့ရွာလူတွေကလာမေးကြတာမင်းငယ်ဖြေလိုက်ရတာအမောနောက်တော့အဖွားကမင်းငယ်ဖြေကိုတိုင်ငံလွတ်ရပြီးလာမြောက်ကိုအဖွားကတိုင်ငံဖြေတော့တာပဲငါရလောက်နေတော့ရွာကလူတွေလည်းမင်းမပြောပြောဖြစ်ကုန်မင်းငယ်လည်းတက်တာနေပြီဖြစ်ပါတယ်ညီးကလည်းညနေကြီးမှပရင်းပေါက်ကြီးဖွင့်ထားတာဝိုးအေးဘေးမှာလည်းကွင်းမြင်ကြီးနဲ့ဖွားကလည်းမင်းငယ်ကပူလို့တကားထဖွင့်မိတာပေါ့ဒါနဲ့နေဖေနဲ့ရွာလူတွေငါ့အိမ်နံဘက်ကကိုပင်နေစီတွားကြည့်တယ်တဲ့တွားကြည့်တော့ဘာတွေ့လဲညီးခေါက်ဆွဲပကံကိုပင်အမြင့်ကြီးရဲ့ထိန်ထားဂိုင်းစုံတစ်ခုမှာအကောင်းတိုင်းတင်နေတာတွေ့တဲ့ဟမ်အံ့ဩစရာကြီးနော်အပင်မြင့်တော့သူတို့တောင်တက်မရလို့အောက်ကနေပကံကိုလေးခွာနဲ့ပြစ်ချရတဲ့အဲ့နောက်ပိုင်းမင်းငယ်တယောက်သူ့အခန်းမှာမိတ်တော့ပါဘူးအဖွားနဲ့အတူတူအိမ်ရောက်တဲ့အခန်းမှာအိတ်တယ်ဖွားကဖះတရားသမားဆိုတော့မင်းငယ်စိတ်ထဲမှာလုံညုံသလိုခံစားရပါတယ်ကျောင်းနေလဲပြန်ဖွင့်ပြီးမင်းငယ်လဲကျောင်းတက်ရပြီတညတော့မင်းငယ်စာဖတ်နေပါတယ်အဆောင်မှာတခန်းနဲ့အတူနေတဲ့သူကထပြီးတော့ပရင်းပေါက်ကိုဖွင့်လိုက်တယ်နုနုရေဘာလို့ပရင်းပေါက်ဖွင့်လိုက်တာလဲမိုးရင်းဆိုပေမဲ့လေပူပြီးတော့လှောင်နေသလားလို့နုနုကပြောလိုက်ပြီးသူ့ကလေးမှာပြန်အိတ်နေပါတယ်မင်းငယ်ကပရင်းပေါက်ဖွင့်ထားတော့ကြောချမ်းသွားတယ်အဲ့ဒီနောက်အပြင်ကိုလှမ်းကြည့်လိုက်ပါတယ်အပြင်မှာလဲမှောင်မဲလို့တစ်ပင်တကိုင်းတွေကတရေရီလိုရိမ်ထိုးနေပါတယ်မင်းငယ်ကလက်ဖြူဖြူကြီးကိုမျက်လုံးနဲ့ပြန်မြင်လိုက်တာပေါ့မင်းငယ်ကြောချမ်းသွားပြီးချက်ချင်းပဲထလိုက်ပြီးတော့ပရင်းပေါက်ကိုဝုန်းကနေဆွဲပစ်လိုက်တယ်မိတ်ဆွေတကယ်လို့တင်းအခန်းတကားပရင်းပေါက်ကိုဖွင့်ထားတယ်ဆိုရင်အခုချက်ချင်းပဲထပိတ်လိုက်နော်အကားစောကိုရီဖြစ်ဖြစ်များကိုပြောပြပေးပါတော့ကာကန်ရှင်ကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဆက်အားပေးကြတဲ့စာချစ်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေနောက်ရက်ဒီမှာလဲဇလန်ကောင်းလေးများကိုတင်ဆက်ပေးမှာမို့ကျွန်တော် channel ကိုလာရောက်အားပေးကြပါဦးလို့လေးစားစွာဖြင့်ဖိတ်မှန်တကားပြုလိုက်ပါတယ်စာချစ်သူအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေ